အဖေအခုရေဒနာစုဖို့အတွက် time city ကိုရောက်နေပါတယ်ခုထိတော့မရောက်သေးဘူးပေါ့နော်ဘယ်သူနဲ့ချိန်ထားရလဲဆိုတော့အဖေ plus size မူနွားကြီးကမင်မင်ကြီးနဲ့ချိန်ထားပါတယ်သူဝယ်နေကြဆိုင်ရှိရလို့ပြောလို့အဖေဒီမှာ time city မှာချိန်ပြီးတော့ရောက်နေရပေါ့နော်ဥမာလာပါပြီနောက်မကြရကွယ်စောင့်နေရပါတယ်လိုက်ပြင်းနေရမလေးအဖေကပေါ့ပေါ့ပပလေးပဲအဖေလေးပဲဖြစ်ဖြစ်ဆွဲကြိုးလေးပဲဖြစ်အမပြောထားတယ်လို့လေအဖေပေါ့ပေါ့ပါလေးရှေ့စစုမယ်လေစိန်တွေရွှေတွေရတနာတွေအခုအဖေပဲဆိုင်မှာဝယ်ရမှာလေပြောပြဒီမှာတော်တာမင်းဆိုတဲ့ဆိုင်ရှိတယ်အဲ့ဒီဆိုင်လေးကကြတော့ဘူဂျိုဆေးမှာအမေဒီတစ်ချက်ကလေးဖွင့်တာပေါ့နော်2010ဝန်းကျင်လောက်ဖွင့်တာအမမေလေးဝယ်တယ်အခုလည်းသူက time city မှာဖွင့်ထားတယ်အဲ့တော့အဲ့ဆိုင်လေးကိုမခေါ်သွားမယ်အမမိတ်ဆွေရဲ့ဆိုင်လို့လည်းပြောလို့ရတယ်ပေါ့နော်ပြီးတော့အဲ့ဆိုင်ကရတနာပိုင်းနဲ့ပတ်သက်လို့ရှိရင်အရင်စိတ်ချရတယ် okay စိတ်ချဖို့ပဲလို့လားပြီးတော့ဒီသားတစ်လလုံး promotion ရှိရနော်15ရာခိုင်နှုန်းနဲ့အဲ့ဆိုလို့ရှိရင် let's go ဆိုင်နေရာလေးက time city ဆက်လေက3လွှာကနေပြီးတော့တက်ချင်းနေရာလေးဆိုဆိုင်လေးရရှာရလွယ်ပါရဲ့လာပါရှင်မတဲ့ရကြရင်နော်မ promotion ရှိရဆိုလို့လာလေ ဟုတ်ကဲ့ပါမ promotion လေးလည်းရှိရမှာ promotion လေးကအခုဒီလ16ရက်နေ့ကနေပြောပေါ့နော်နောက်လ16ရက်နေ့ရှိ15ရက်တိုင်တော့ discount လေးရှိရမှာ တစ်လတောင်ပေါ့ဟုတ်တစ်လတောင်ရှိရမှာဟုတ်အခုရောရှိလားအခုရှိတယ်ရှင်ဟုတ်ကိုခေါ်ပေးမယ်နော်မနော်ပါတိတ်မတွေ့ရကြပြီဟုတ်ဒီမှာလေးကဝယ်ချင်တယ်ဆိုလို့လေဒီဆိုင်ကိုအမခံပြီးခေါ်လာတာဖြစ်ပါဟုတ်မညိုးနေလို့လေဟုတ်တယ်ဟုတ်တယ်ဟိုအသိငယ်ကလေဟိုအပိလာတော်တော်ကြာပြီဟိုဘူချုပ်စီဆိုင်ပါတယ်ကလေအပိလာအခုချိန်ဒီတော့တော့ဟို right customer တော့ဖြစ်နေပြီသူကအများဒါပဲလေဘာမှနားမလဲလို့လေစိတ်ချဟုတ်စိတ်ချပြီးတော့ဟိုဝယ်လို့ရအခုတော့ကျတော့စိတ်ပွဲလေဒီကပထမဒန်စာပဲသုံးတယ်ပြီးရွှေဆိုတဲ့ပဲပြအောင်လုပ်တယ်ပေါ့နော်ပြီးတော့တခြားဒီဇိုင်းတွေကိုလိုချင်တဲ့ဒီဇိုင်းတွေကိုလည်းဟိုတေချာကိုလိုချင်တဲ့ဈေးနှုန်းနဲ့ပေါ့နော်အခု order တွေလုပ်ပေးတာလည်းရှိကိုယ်တိုင်ရဲ့ဒီဇိုင်းဆွဲပြီးတော့ဒီဇိုင်းဆွဲပြီးတော့ပုံလေးထုတ်ပေးတယ်ပေါ့နော်ကြည့်နော်ဟုတ်ကဲ့ဒီမှာကျတော့စိန်တယ်ကြောက်တယ်ပလဲတဲ့အစုံရှိရပေါ့နော်စိန်လေးဆိုတော့မှဒါလေးဆိုစိန်လေးရှင်ဒီမှာဆိုကြောက်တယ်ပလဲလေးရှိရမှာပါလေးကြည့်ကျင်လေးရှင်အမားကကြတော့ဗာလေကိုယ့်ရဲ့နေနံနဲ့လိုက်ပြီးတော့လေဆွဲချင်ဟုတ်ကဲ့မှာဟုတ်ဆွဲသီးလေးရဲ့ငကက်လေးရဲ့စင်ပြီးအဲ့လိုမျိုးလေးကြည့်ချင်ဆွဲသီးနဲ့ငကက်အဆက်လေးဆိုဒီဘက်မှာရှိရမှာဟုတ်ကြောက်တယ်လေးလေဟုတ်မှာဟုတ်မကျတော့ဗာနေနံလည်းမသိရှင်အမားကတနည်းနည်းဟုတ်တနည်းနည်းဆိုလို့ရှင်တော့ဗရမများဆောင်လေးရှိရတော့ဗရမများဆက်လေးဒီဘက်မှာရှိပါတယ်ဟုတ်ချက်ပြပြီဒါလေးကတော့ညီမတို့ဆိုင်မှာရှိတဲ့ပစ္စည်းလေးပါရှင်ဒါလေးကတော့ဗရမများကျိုးလေးရှင်ကျိုးလေးကတော့ပွဲတက်တွေအထိအဆင်ပြေတဲ့ကျိုးလေးပါရှင်ဒါလေးဆိုရင်တော့ငကက်နဲ့ဆွဲသီးအဆက်လေးပါရှင်ဒါလေးဆိုလို့ရှိရင်တော့ဒီလိုဝတ်လို့အဆင်ပြေတဲ့အဆက်လေးပေါ့နော်ဒါလေးက3ဆင့်လေးဒါလေးက2ဆင့်လေးရှင်ဒါလေးကတော့ဒီပွဲတွေပါတယ်ပွဲသွားပွဲလာပေါ့နော်ပွဲတက်တွေအထိအဆင်ပြေတဲ့တစ်ဆက်လေးပါရှင်ဒီဒါလေးကတော့သဘောကျတယ်ဒီမှာခါလေးချက်လောက်စဝက်ကြည့်လို့ဟုတ်ဟုတ်ရတယ်ရှင်ဒါလေးဝတ်ပြပေးမယ်နော်ဟုတ်ကဲ့ရှင်မှားရင်တော့ဝယ်လိုက်တော့လေကျက်လာမှရလားနာလားမသိနားရနာအဆင်ပြေလားရပါပြီစစ်စရာလေးနားလာလေးဗရမများဆက်လိုက်လေအသေးကဘာလဲလဲတနေ့ကနေဟဲ့တနေ့ဆိုဗရမများပေါ့ဟုတ်တယ်ဟဲ့ဒီစစ်စရာလေးနော်ရှိတယ်ပေါ့လားနော်ဒါလေးဆိုဘယ်လောက်ဝင်ကြလဲဟုတ်ကဲ့ရှင်ဟုတ်စီလေးတစ်ချက်တွက်ကြည့်ပေးမယ်မအပဲလိုမျိုးကိုယ့်ရဲ့နေနံအလိုက်စိန်နဲ့ကြောက်နဲ့တွဲပြီးတော့ဆက်လိုက်လေးတွေဝတ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီဆိုင်မှာတော်တော်လေးဒီဇိုင်းစုံနေပေါ့နော်အပပဒေးလီဝတ်လို့ရတဲ့ဆက်ကလေးတွေကနေစပြီးတော့မှပွဲနေပွဲထိုင်ဝတ်ဖို့အတွက်ဆက်အကြီးတွေကအစားရှိတယ်ပေါ့နော်ဒါလေးကလားဘာထပ်ဝတ်ကြည့်အောင်ဘာလို့စိန်နေရကြည့်အောင်စိန်နေရတယ်ကြည့်နော်စိန်နေဒီချက်ကြည့်လိုက်ဆက်ဝယ်လိုက်အဲ့တော့စိန်နေတယ်စိန်လေးတွေမှာလည်းဆက်လေးစီရမှာပြတော့ဒါလေးလည်းပြပြီနော်စိန်ထရီဆိုလို့ရှိရင်လည်းပွဲတက်ပရက်ကျိုးတွေဒေးလီဝတ်လို့ရတဲ့ကျိုးလေးတွေလော့ကတ်လေးတွေဒိုးလေးတွေလက်စွပ်ကလေးတွေဒီဇိုင်းအစုံကိုရှိတယ်ပေါ့နော်တုံးထားပြီးတဲ့စိန် quality ဆိုလို့ရှိရင်လည်းစိန်အဖြူအသက် quality အကောင်အမြင့်ကိုပဲတုံးပေးထားတာတွေ့ရပါတယ်နားထဲမှာဆိုလို့ရှိရင်ပလဲကိုလည်းချန်ထားလို့မရဘူးလေနော်တော်တာမင်းမှာပလဲနဲ့ပတ်သက်တဲ့ set လေးတွေတော်တော်များများရှိပါတယ်မိန်းကလေးလက်ဝဲရတနာတွေတင်မကဘူးယောက်ျားလေးအတွက်လက်ဝဲရနာတွေလည်းရှိရပေါ့နော်ယောက်ျားလေးအတွက်လက်စွပ်တွေဆိုလို့ရှိရင်တော်တော်လေးကိုထည့်ပြီးတော့လှတာကွာလက်စွပ်တကွင်းနဲ့တွေကိုခြေချလို့ရတယ်။အဖေကဒါလေးယူလိုက်တယ်။ဟုတ်လား။ဒါလေးလေကိုနေက surprise လေးပြောပေးလိုက်။ပဲလေးပဲလက်ဆိုင်လေးတော့ပဲပတ်တိ။စားရလေဖြစ်တယ်လေနော်။ပြောပေးလိုက်။အဲ့ဆိုဒီမလေးဒါလေးနှစ်ဆက်နော်။ဒီလိုက်ဟုတ်လာအဖေကတော့တော်ရမင်းမှာဝယ်ရတော့တော်တော်လေးစိတ်ချမ်းသာတယ်လူချင်တာတွေလည်းရှားခဲ့တယ်အဖေကတော့နောက်ဆိုလို့ရှိရင်ဒီတော်ရမင်းမှာပဲလာဝယ်တော့မှာပေါ့နော်တကယ်လို့ယေဒနာကိုယုံကြည်စိတ်ချစွာနဲ့ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော်ရမင်းကို recommend လုပ်ပါတယ်ဖတ်တာ